မင်္ဂလာပါကိုက်လံကိုကျွန်တော်အရွက်တွေကိုပဲအသုံးပြုပြီးတော့အယိုးတွေကိုတော့ကျွန်တော်ဒီတိုင်းသက်ပဲကြော်စားလိုက်ပါတယ်အရွက်ကိုအခုလိုမျိုးမထုမပါလေးတွေလှီးထားပါတယ်ရေသေးချဆေးပြီးမှအခုလိုမျိုးလေးလှီးပေးပါစီလုံးဝပူကျစ်နေပြီဆိုတော့မှကျွန်တော်တို့နည်းနည်းချင်းထည့်ပြီးတော့ကြော်သွားပေးရပါမယ်အများကြီးတစ်ခါတည်းထည့်ကြော်လို့မရပါဘူးအခုလိုမျိုးအရွက်ကအယောင်ပြောင်းလာပြီးကျွတ်လာပြီးဆိုရင်တော့စီစစ်ပြီးတော့ဆယ်ထားပေးလို့ရပါပြီကြက်သွန်နီကိုကြော်ပေးသွားပါမယ်ကြက်သွန်နီကြော်တဲ့အခါမှာနည်းနည်းဂယူးစိုက်ပေးပါတူးသွားလို့မရပါဘူးကြက်သွန်ဖြူကိုလည်းထိုနည်းအတူပါပဲကြော်ပေးသွားပါကြော်လို့ပြီးသွားပြီဆိုရင်တော့စီတေချာစစ်ပြီးတော့မှကျွန်တော်တို့အသုံးပြုပါမယ်ကြော်ထားတဲ့အရွက်ကိုထည့်ပေးပါကြော်ထားတဲ့ကြက်သွန်ဖြူကြက်သွန်နီထည့်ပေးသွားပါမြေပဲကြော်ပြီးသားကိုကျွန်တော်အသုံးပြုထားပါတယ်နှမ်းလော်ပြီးသားထည့်ပေးပါငရုတ်သီးလော်မုံတကြားအနှဲငယ်ထည့်ထားပါတယ်ပြီးတော့ရင်စားကိုအသုံးပြုထားပါတယ်အားလုံးကိုရောသမပြီးနေပြီးမှွေလို့ရပါပြီလက်နဲ့မှွေတဲ့အခါမှာအားကြီးအရင်မသုံးပါနဲ့ကျွန်တော်တို့ရဲ့အရွက်ကလေးတွေကြေသွားနိုင်ပါတယ်။သူကကျွတ်ကျွတ်မွမွလေးဖြစ်နေတဲ့အတွက်သတိထားပြီးနေပေးပါ။ကိုက်လံရွက်ကိုလည်းအခုလိုအကျွတ်အမွကြော်ပြီးဘလက်ချောင်းပုံစံမျိုးနဲ့စားကြည့်ရင်အရင်စားကောင်းပါတယ်။ကိုက်လံရဲ့အနံ့မှုမွေးလေးနဲ့ကျွန်တော်တို့ဘလက်ချောင်းပုံစံမျိုးလေးနဲ့ထမင်းပူပူလေးနဲ့တွဲစားမယ်ဆိုရင်တော့အရင်ကြီးကိုစားလို့ကောင်းပါတယ်။ဟင်းချက်နီးလေးတွေအပြင်ကျွန်တော်ထိုင်းနိုင်ငံမှာစေယုံစကပြန်ခီးသွားအကျိုးအပို့တွေကိုကျွန်တော်လှုပ်ဆောင်ပါတယ်။အသေးစိတ်ကိုမေးမြန်းလို့ရပါတယ်